ကဲမင်္ဂလာပါမေလ1 ရက်နေ့ပေါ့နော်ဒီနေ့ဆို2025ပေါ့နော်ဟိုပါဗေဒတစ်ခုပြောချင်တာတခြားတော့မဟုတ်အခုပေါ့နော်ဒီမာလာကနေပြီးတော့ဟိုဒီလာရှုပြန်ရသွားတဲ့ကိစ္စပေါ့နော်ဟိုတနက်တစ်ချက်မဖောက်ရပဲဟိုကမဖောက်ရတယ်ပဲဒီကမဖောက်ဘူးအဲ့မှာစဉ်းစားစရာရှိတာပေါ့နော်ကျွန်တော်တို့ဒီပေးဆက်မှုတွေလည်းအများကြီးရှိကြတယ်ဝန်နေစွာနဲ့ပဲပြည်သူတွေကဒီပုံမှာတော်တော်လေးစိတ်မကောင်းဒေါသထွက်မှုတွေရှိကြတယ်ပေါ့နော်ဒါမဲ့ကျွန်တော်တစ်ခုစဉ်းစားကြည့်တာပေါ့နော်ရခိုင်တို့ချင်းနဲ့တို့ကိုလည်းဗမာအလားအနေနဲ့သွားလို့မရတော့ဘူးဟိုအရင်တော့ကမျောမှန်းထားတဲ့ ARD တိုင်းဆိုတာလည်းသူတို့ရှည်ရတဲ့အတိုင်းဖြစ်မလာတော့ဘူးတိုက်ပွဲတွေဖြစ်နေပြီပေါ့နော်အဲ့တော့ရန်ကုန်ဆိုတာကလည်းစစ်စုံဖြစ်လာတော့မှာပေါ့နော်အဲ့လိုဟိုကရင်နီတို့နောက်ပြီးတော့ကရင်ပြည်နယ်တို့ဒါဗိတ်တနင်္လာရီပဲပေါ့နော်ဒီဘက်ဆိုလည်းသူခြေချလို့မရတော့ဘူးအဲ့တော့ဗေဒထနာအခုသူတို့စစ်ရုံးတွေကပြူသွားပြီးနေပြီးတော့မှာပေါ့နော်ရုံးထိုင်လို့မရတဲ့ကိစ္စတွေရှိတယ်အဲ့အချိန်မှာသူကတကယ်လို့ရန်ကုန်ပြန်ဆင်းမယ်ဆိုရင်သူတို့ဒီအုတ်ချုပ်ရန်တရားကပိတ်မိသွားမှာပဲအခုပဲခူးပေါ့နော်တောင်ငူဘက်မှာဆိုရင်လည်းသူတို့ပိတ်မိသွားမှာပဲမန္တလေးဆိုလည်းပြူကျပျက်စီးနေပြီလေဘာမှလုပ်လို့မရပြင်ဦးလွင်ဆိုလည်းသူတို့တက်လို့မရတော့ပေါ့နော်အဲ့လိုအခြေအနေတွေဖြစ်နေတဲ့အခါသူတို့လာရှိုးကိုပြန်ယူပြီးတော့အခုလာရှိုးကိုပေါ့နော်ကားတွေအများကြီးသွားတယ်ပစ္စည်းတွေပို့တယ်ဒါစက္ကန့်တွေပြန်ချတာပါဘာညာဆိုပြီးမဲ့ဗေဒတင်တော့သူတို့အတိဘက်မှာပေါ့နော်အကောင့်ကြီးကြီးမိရှိရှိတွေသွားနေနိုင်တယ်တကယ်လို့ဒီပြည်တွင်းထဲမှာလုံးဝအဆင်မပြေဘူးဆိုလို့ရှိရင်သူတို့လာရှိုးကနေတရုတ်ဘက်ကိုဆင်းမယ်တရုတ်ကနေရုရှားဘက်သူတို့သွားလို့ရတာပဲအခုနေတောင်ပေါ့နော်ဒီဟိုဦးသိန်းစိန်တို့ဒီနောက်ပြီးတော့ဒါဦးတန်းရွှေတို့ဒီဆိုတာပေါ့နော်ဟိုဒီလာရှိုးဘက်ရောက်မနေမရောက်နေဘူးဆိုတာပြောလို့မရဘူးအကောင့်ကြီးကြီးမိရှိရှိတွေအားလုံးကဟိုလာရှိုးဘက်မှာပေါ့စစ်စခန်းပုံစံမျိုးပေါ့နော်စစ်ရုံပုံစံမျိုးအထိုင်ချတာမျိုးလေဖြစ်နိုင်တယ်အခုတောင်ငူဘက်မှာဆိုတော့လေသူတို့ကိုPDF တွေကဝိုင်းပိတ်ဆို့မှုတွေနဲ့တိုက်ခိုက်မှုတွေများလာတယ်ရန်ကုန်သွားလဲသူတို့အဆင်မပြေဒါမဲ့သူတို့ထားရင်တော့ထားလိမ့်မယ်ပေါ့နော်ဒီနည်းနည်းအခွဲလေးတွေပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်သူတို့လူသုံးဝန်ထမ်းတွေပေါ့နော်အဲ့ဒါမျိုးတွေကိုရန်ကုန်မှာပို့လိုက်တယ်လို့ဘာလဲဟိုတောင်ငူဘက်ကိုပို့လိုက်တယ်လို့မျိုးမန္တလေးကိုပို့လိုက်အပြင်ဦးနဲ့ပို့လိုက်တယ်လို့မျိုးဒီလိုမျိုးတွေပေါ့နော်သူတို့မျိုးမျိုးလှည့်မယ်ဒါမဲ့တကယ်ဝင်ကြကြနဲ့သူတို့ထွက်ပေါက်တစ်ခုကလာရှိုးပဲရှိတော့တယ်ပေါ့နော်လာရှိုးဘက်မှာလည်းအရင်တော့ဥမင်လှိုင်ကောင်းနေရှိတယ်ဘာညာပြောကြတာပဲလေကျွန်တော်တို့တော့တိတိကျကျမသိဘူးပေါ့နော်အဲ့ဒါစဉ်းစားစရာတစ်ချက်ကပေါ့လာရှိုးဒီသူတို့ရဲ့နောက်ဆုံးထွက်ပေါက်ဖြစ်လိမ့်မယ်လာရှိုးကနေပြီးတော့ပေါ့နော်ဒါအခုဒီဝမ်းနဲ့သူတို့ကအဆင်ပြေနေတယ်ပေါ့နော်တရုတ်နဲ့အဆင်ပြေနေတယ်ဆို MNDA ကိုလည်းသူတို့ MNDA ကိုလည်းသူတို့ကနေပြီးတော့ဟိုကင်တွယ်လို့ရတယ်တကယ်လို့မြင်သူတို့မလွတ်တာကိုထွက်ရမယ်ဆိုလို့ရှင်လာရှိုးကနေတရုတ်ပြည်ထွက်မယ်တရုတ်ကနေရုရှားပဲထွက်မယ်ဒါကိုလည်းစဉ်းစားစရာတစ်ခုဖြစ်နေတယ်ပေါ့နော်ကျန်တဲ့ဒေသတွေပြည်နယ်တွေပေါ့တိုင်းတွေကိုသူတို့သွားလို့မရဘူးလေအားကြောင့်လို့ပြောပြတာပါဗေဒရဲ့အမြင်လေးကိုပြောပြတာပါအားလုံးကျေးဇူးတင်ပါတယ်မိဘပြည်သူများကျမ်းမာ